အားလုံးပဲမင်္ဂလာပါ Zoom Memory Blog မှာကြိုဆိုပါရရှင်ဒီနေ့ sharing လုပ်ပြီးတော့တင်ဆက်ပေးမှာကတော့အခုနောက်ပိုင်းကာလတွေမှာပေါ့နော်တူတော်များများအတွက်လိုအပ်နေလိမ့်မယ်လို့ထင်တဲ့စာအုပ်လေးတစ်အုပ်ချောင်းပေါ့နော်အဲဒီစာအုပ်လေးကတော့စာရေးဆရာလင်းရောင်စင်ရဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်စာရေးဆရာလင်းရောင်စင်ကိုတော့လေဒီစာအုပ်လေးအရင်ကမသိခဲ့ဘူးပေါ့နော်ဒီစာအုပ်ရဲ့အရင်ကချစ်တယ်ဆိုတဲ့ဝတ္ထုလေးလည်းထွက်ထားတယ်လို့သိရတယ်ပေါ့နော်ကျမအနေနဲ့ကတော့မဖတ်ကြည့်ဘူးပေါ့လေဒီငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးကိုလေကျမတော်တော်လေးကြိုက်ညက်တက်မိတယ်ပေါ့နော်ပြီးတော့ကျမအတွက်လည်းလိုအပ်တဲ့စာအုပ်လေးလို့ကျမမြင်မိတယ်ပေါ့လေဒီစာအုပ်လေးကိုကျမ2024ခုနှစ်မှာစပြီးတော့ဖတ်ဖြစ်တယ်ပေါ့နော်ဒီထက်စောစောတွေးခဲ့ရင်ကောင်းမှာပဲလို့လည်းထင်မိတယ်ပေါ့နော်ဖတ်ပြီးတော့ပေါ့နော်ဒီတော့စာအုပ်လေးနဲ့စပြီးမိတ်ဆက်အောင်ပေါ့နော်စာအုပ်လေးမှာအခန်းဖွဲ့လို့ရှိရင်၄ခန်းပါတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီအခန်း၄ခန်းပေါ့နော်တန်မာအောင်နေထိုင်ခြင်းခက်ခဲများကိုကြော်လွှားခြင်းနဲ့အေးမြငြိမ်းချမ်းပြီးပျော်ရွှင်အောင်နေထိုင်ခြင်းနဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့အခန်း၄ခန်းပေါ့နော်အဲ့ဒီအခန်း၄ခန်းနဲ့အခန်းတစ်ခုချင်းစီမှာလဲခေါင်းစဉ်၄ခုလောက်စီပြန်ပြီးတော့ထုတ်ထားတယ်ပေါ့နော်ဇာမာတိကာရဲ့ရမွန်းစာရဲ့အပါမဒီစာအုပ်ကစာမျက်နှာ100ကျော်လောက်ပဲရှိတယ်ပေါ့နော်ပြောချင်တာကတော့စာရီအများကြီးနဲ့ပေါ့နော်အိုင်မသွားပဲနဲ့ထိထိမိမိရှိရလို့ပြောရမှာပေါ့နော်စာအုပ်ကပေါ့နော်လူလက်ပိုင်းအရွယ်တွေတက်ပိုတင့်တော်ပြီးတော့ဖတ်တဲ့စာအုပ်လို့ပြောလို့ရပါမယ်ပေါ့နော်လူငယ်လူကြီးပေါ့နော်ဖတ်ကောင်းပြီးတော့အကျိုးရှိစေမယ့်စာအုပ်မျိုးပေါ့နော်အဓိကကတော့ကိုယ့်အတွက်ကိုရှိဖို့လိုအပ်နေတဲ့သူတွေအတွက်ပေါ့နော်ဆရာလင်းရောင်စင်ကလေအခန်းတစ်ခုချင်းစီမှာပေါ့နော်ပုံမြင်လူမျိုးတွေဥပမာပေးတွေအပြင်မှာပေါ့နော်ကြပြလိုစာလေးတွေပဲထည့်သွင်းရေးသားထားတာလေတခြားစိတ်ခွန်အပြင်စာအုပ်တွေထက်လေနည်းနည်းထူးခြားတဲ့အချက်လို့ပြောရမှာပေါ့နော်အဲ့ဒီတော့လေစုံမလမ်းညွှန်တာနဲ့မတူတော့ဘဲနဲ့ပေါ့နော်ဖေးမကူညီတဲ့အသွင်ရောက်စေတယ်ပေါ့နော်ငယ်ငယ်ကကြပြလေးတွေရွတ်ပြီးတော့ပျော်သွားသလိုခွန်အားပြည့်ရတယ်လို့ခံစားရစေတယ်ပေါ့နော်ပထမခန်းလေးမှာဆိုလို့ရှိရင်ပေါ့နော်ကိုတန်မာသူဖြစ်အောင်ရုန်းကန်ရှင်သန်နေထိုင်ဖို့ပေါ့နော်ကိုဖေးမဂုံယူတတ်ဖို့ချင်းနေစိုးတွေကကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ကိုဖြစ်တည်ခြင်းကိုအရှိတိုင်းလက်ခံတတ်ဖို့ပေါ့နော်ကိုပေါ့နော်သူများနဲ့ရှင်ပြီးတော့ပေါ့နော်ကိုစိတ်ကိုနှိပ်စက်တတ်တဲ့သူတွေမဖြစ်စေဖို့ပေါ့နော်ဒါလေးတွေကိုပုံမြင်လေးတွေဥပမာလေးတွေနဲ့ရေးသားထားတယ်ပေါ့နော်ဒီခန်းလေးထဲမှာပေါ့နော်ကျမရဲ့ကြိုက်ဆုံးစာသားလေးဆိုလို့ရှိရင်ပေါ့နော်ကိုသူများနဲ့မရှင်တော့ဘဲနဲ့ကိုအကောင်းဆုံးကြိုးစားနေထိုင်တဲ့အခါတဲ့စိတ်ပျော်ရွှင်အေးမြစေတယ်တဲ့ကျမကြီးမကောင်းတော့ပေါ့နော်သူများတွေကိုကြည့်ပြီးတော့သူတို့ကတော့သွားနိုင်လာနိုင်စားနိုင်နေနိုင်လိုက်တာကောင်းလိုက်တာပေါ့နော်ငါမှတော့ဆေးနဲ့ပဲနှပန်းလုံးနေရတယ်ဆိုပြီးအဲ့လိုအတွေးမျိုးတွေခဏတွေးမိတယ်ပေါ့နော်ဒီတော့ဒီအခန်းလေးကလေကျမအတွက်စိတ်ခွန်အားတစ်ခုဖြစ်စေတယ်ပေါ့နော်ဒုတိယအခန်းလေးမှာတော့ပေါ့နော်မျက်ရည်ကျတာငိုတာကပေါ့နော်ရှုံးနေမှုမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်ပြီးတော့ခါကျတော့ခါလေးကြလို့ရှိရင်စိတ်ညစ်ရင်စိတ်တက်ကြလို့ရှိရင်ပေါ့နော်ခွန်အားဖြစ်စေမဲ့သချင်းလေးတွေနားထောင်ပြီးတော့ပေါ့နော်ခက်ခဲနဲ့အားငယ်မှုတွေကိုခြေပြတ်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်ခါလေးကြတော့လဲပေါ့နော်စိတ်တွေမွန်းကျက်ပြီးတော့ဂျောင်ပိတ်မိလို့ဖြစ်နေတဲ့ခါမျိုးတွေရှိတတ်ကြတယ်ပေါ့နော်အဲ့လိုခါမျိုးကြလို့ရှိရင်ပေါ့နော်ခရီးထွက်လိုက်တာစိတ်ကိုလွတ်လပ်ပေါ်ပါသွားစေတယ်အဲ့ဒါလည်းအမှန်ပဲပေါ့နော်ခရီးဝေးမသွားနိုင်ရင်တော့မဒေးထရစ်လောက်ပဲထွက်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အထိုက်လျောက်တော့စိတ်မွန်းကျက်တာတွေပြပြောက်သွားစေတယ်ပေါ့နော်နောက်တစ်ခုကတော့စာအုပ်တွေပေါ့နော်ကျမတို့ရဲ့အုံနောက်ကိုနှလုံးသားကိုရောပေါ့နော်ထမ်းမြတ်စေဖို့နဲ့ခွန်အားဖြစ်စေဖို့အတွက်အထောက်အကူဖြစ်စေတယ်ပေါ့နော်စာအုပ်တွေကကျွန်တော်တို့အတွက်စီးလုံးလေးတွေလို့ဖြစ်ပေါ်လာတဲ့စိတ်မကျန်းမာမှုအလိုက်ကုသပေးနိုင်တယ်ပေါ့နော်ဆရာလင်းအောင်စင်ကလို့ရေးသားထားတယ်ပေါ့နော်ဖတ်တဲ့စာအုပ်လေးတွေပေါ်မူတည်ပြီးတော့ကွဲပြားသွားမယ်ပေါ့နော်တတိယအခန်းမှာတော့ပေါ့နော်သူများအပေါ်မှာမျှော်လင့်ချက်ထားခြင်းอ่ะပေါ့နော်စိတ်တန်ရာနဲ့နာကျင်ခြင်းတွေကိုရစေတတ်တယ်ပေါ့နော်မျှော်လင့်ချက်မထားခြင်းอ่ะနာကျင်မှုတွေကိုနည်းစေတယ်ပေါ့နော်ကျမတို့တော်တော်များများပေါ့နော်ကိုပေးလိုက်တယ်လို့ပြန်ရဖို့မျှော်လင့်တတ်ကြတယ်ပေါ့နော်ဆရာကတော့ကိုကသူမဟုတ်တဲ့အတွက်ကိုပေးလိုက်လို့ပြန်ရဖို့မျှော်လင့်ပါနဲ့ပေါ့နော်နောက်ထပ်ပေါ့နော်တငယ်ချင်းမိတ်ဆွေကောင်းရဖို့အတွက်ပေါ့နော်ကိုတိုင်ရတဲ့တငယ်ချင်းမိတ်ဆွေကောင်းဖြစ်ဖို့အတွက်လိုအပ်တဲ့အကြောင်းပေါ့နော်ရုပ်ရှင်ကားတကားနဲ့ဥပမာပေးထားတယ်ပေါ့နော်ခါလီကြတော့လဲပေါ့နော်လူတွေကပေါ့နော်ကိုအတွက်ကိုမရှင်တန်ကြပဲနဲ့ပေါ့နော်သူများနဲ့ကိုနဲ့မဆိုင်တဲ့အကြောင်းတွေကိုခေါင်းထဲထည့်ပြီးတော့စိတ်ပင်ပန်းခံတတ်ကြတယ်ပေါ့နော်ဒီခန်းလေးရဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကပေါ့နော်နေ့တဲ့အစမှာပေါ့နော်မေတ္တာတဲ့အကြည်တက်လေးနဲ့စခြင်းဖြစ်ပေါ့နော်တဏီကုံစိတ်ကြည်လင်စေရဆိုတာပါပဲအဲ့ဒီတော့ဆရာကလေနေ့တဲ့ကိုပြုံးနဲ့စတင်ပြီးအကောင်းမြင့်စိတ်လေးနဲ့ပဲဖြတ်တန်းကြရအောင်နဲ့ကိုသတိထားကြည့်ပေါ့နော်အဲ့ဒီစကားလေးကအရန်အောင်မှန်တယ်သိလားလိုက်လို့ကြည့်ဖို့လည်းတိုက်တွန်းခြင်းတယ်ပေါ့နော်စရုပ်ထားမြောက်အခန်းပေါ့နောက်ဆုံးခန်းလေးပေါ့နော်ငါအတွက်ငါရှိရဲဆိုတဲ့ခေါင်းစဉ်နဲ့အခန်းလေးပေါ့နော်ဘဝမှာယုံကြည်ရတစ်ခုအတွက်ပေါ့ရှင်သန်ရတာဘလောက်အထိပ္ပယ်ရှိရဲဆိုတာရေပြီးတော့ခါကျတော့အဲ့ဒီအတွက်ပြုတ်လဲသွားလို့ရှိရင်တော့ပြန်လဲထူမှန်းရတာဘလောက်အနှစ်သာရရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်
နောက်ထပ်ကတော့ဗောနော်ကိုအကြောင်းကိုသိဖို့လိုအပ်တဲ့အကြောင်းပြီးတော့ကိုရှင်တန်မှုကိုဖြစ်တည်မှုအတွက်အလိုအဆုံးကကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာပဲဗောနော်ကျမတို့တွေဗောနော်ကိုရှင်တန်မှုအတွက်ကိုယ်တိုင်ပဲရုန်းကန်ရမှာပဲလေအဲ့ဒီအတွက်ငါရှိတယ်ဆိုတာကိုလည်းမမေ့ဖို့လိုအပ်တယ်ဗောနော်ဆရာလင်းအောင်စင်ကလေဘသူတွေဘလောက်ပဲတွဲထုဖေးမှနေပါစေဗောနော်ကျွန်တော်တို့ထလို့စိတ်မရှိတဲ့အခါမတက်ရက်နိုင်ပါမလားတဲ့ထိရောက်တဲ့စာသားလေးဗောနော်ကျမတို့ပေါ့နော်လိုအပ်တဲ့အချိန်တွေမှာဒီစာအုပ်လေးဖတ်ရတာလေခွန်အားရှိုံနေမကဘူးပေါ့နော်စိတ်ပါအေးချမ်းစေတယ်ပေါ့နော်နောက်ဆုံးပိတ်လေးမှာတော့ပေါ့နော်ကို confidence ရှိဖို့ကိုဘွားကိုစီမံခန့်ခွဲနိုင်မှုကအရေးကြီးပုံနဲ့ကိုဘွားအတွက်ပေါ့နော်ကောင်းကျိုးပေးနိုင်မဲ့ပတ်ဝန်းကျင်မျိုးကိုရွေးချယ်နိုင်ဖို့ပေါ့နော်နောက်ထပ်ပေါ့နော်ကျန်းမာရေးကောင်းဖို့အတွက်ကိုကျန်းမာရေးကိုကောင်းကောင်းစီမံခန့်ခွဲဖို့အတွက်အကြံပေးထားတယ်ပေါ့နော်မကျန်းမာလို့ရှိရင်ကိုဘွားကိုကောင်းကောင်းစီမံခန့်ခွဲဖို့အတွက်ခက်ခဲတယ်ပေါ့နော်ဒီတော့ပေါ့နော်ဒီစာအုပ်လေးကိုကျမဖတ်ကြည့်ဖို့အတွက်တိုက်တွန်းဖို့တော့လိုမှမထင်ပါဘူးပေါ့နော်ကျမကိုပြောပါဆိုလို့ရှိရင်တော့ဒီစာအုပ်ကိုဝဲကိုထားတဲ့နယ်လို့ပဲကျမပြောချင်ပါတယ်ပေါ့နော်စာအုပ်ဖတ်ဖို့ပေါ့နော်အချိန်မရတဲ့သူတွေအတွက်ကတော့ audio book လေးတွေရှိတယ်ပေါ့နော်ရှာပြီးတော့နားထောင်ကြည့်နိုင်ပါတယ်ရှင်ကဲဒီတော့ကိုယ့်အတွက်ကိုရှိဖို့လိုအပ်နေသူတိုင်းအတွက်ပေါ့နော်ဒီစာအုပ်လေးကိုစောင့်ထားဖို့အတွက်အကြံပြုချင်ပါတယ်ရှင်ကဲဒီတော့ဒီ blog လေးကိုအဆုံးသတ်ချင်ပါတယ်ရှင်sharing လုပ်ပေးတဲ့အကြောင်းအရာတင်ဆက်ပြသတာလေးတွေမှာအမှားယွင်းလိုအပ်ချက်လေးတွေရှိလို့ရှိရင်ကျမရဲ့အမှားဖြစ်တဲ့အတွက်ကျမပဲဒီနေရာနေပြီးတော့ပဲတောင်းပန်အပ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆွေးနွေးကြံပြုချင်တာလေးရှိလို့ရှိရင်လည်း comment မှာဝင်ရေးခဲ့လို့ရပါတယ်ရှင်ကျမပျော်ရွှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တတ်တာပါ